ကျွန်တော်ခဏပြောချင်တာကျွန်တော်လေညီကိုတွေကိုကျွန်တော်တိရလေးတက်တာလေးကျွန်တော်ဝေမျှပြီးတာတကယ်ရင်ထဲကစကားကျွန်တော်အခုချိန်นี้ကျွန်တော်တက်တော့နေလေဘာတရားမှလည်းမရဘူးရလည်းမရဘူးပြင်မလားကျွန်တော်ပြောလိုချင်စိတ်နဲ့လည်းပြောနေရမှာမဟုတ်ဘူးညီကိုတွေကိုကျွန်တော်ဝေမျှတဲ့အပုံလေးတွေကိုစင်းနီးလေးတွေကိုကျွန်တော်အရှော်လေးရိုက်ပြီးညီကိုတွေဈေးတွေဆိုင်မှာဝယ်တင်ဘာလို့လဲကျွန်တော်အမှန်တိုင်းပြောကျွန်တော်စားမတတ်ဘူးကျွန်တော်3နှစ်ပဲနေခဲ့ဘူးလေအခုဒီစီးလေးတွေကိုကျွန်တော်ပြောပြခြင်းနဲ့စီးနီးလေးတွေကိုကျွန်တော်စိုင်းနေပြီကျွန်တော်တရုတ်တပင်းနဲ့ကျွန်တော်မေးရတယ်အခုကျွန်တော်တကူတကသူတို့ဆရာကျွန်တော်ယူကျူကျူလေးအခုဒါဘာလေးခေါ်ခင်ဗျဒါရဲ့ဘာလေးကောင်းလို့ခင်ဗျကျွန်တော်မေးရတာအဲ့လိုလေးမေးပြီးတော့ကျွန်တော်တန်းပြီးတော့မှတ်ညံလည်းကျွန်တော်သိမကောင်းစိုင်းလေးနဲ့ကျွန်တော်တခြားရေးလာပြီးမှကျွန်တော်အဲ့ဒါကိုချက်ရပြီးဒါဆိုရင်ကျွန်တော်အဲ့လိုချက်ပြီးကြမှာအဲ့လိုပေါ့ညီကိုတွေကိုကျွန်တော်ဝေးပြတာကျွန်တော်လက်တန်းတော့မပြောတတ်ဘူးအမှန်တမ်းပြောတော့ကျွန်တော်ကဗျလက်တန်းတော့မပြောတတ်ဘူးဆိုတော့ကျွန်တော်ပညာရေးချင်းသိမ့်မရှိလို့အစင်းလေးတွေကိုကျွန်တော်ဟိုဘက်ကစိုင်းနေပြီးမေးလာတယ်မေးလာပြီးစောက်ကလေးနဲ့ရေးပြီးကျွန်တော်မှတ်တယ်ကြက်တာပေါ့နော်ကိုတိရလေးကြက်ပြီးတော့ကျွန်တော်တော်ကြိုက်တော့ဆိုတန်းပြောတာအိုက်စင်းလေးဘာလို့ဆိုမေးမှကြောက်လို့ဘာလို့ဆိုတခါတည်းအင်္ဂလိပ်စကားလုံးတွေဆိုကျွန်တော်တခါပြောမေးသွားတာမတတ်ဘူးအဲ့ဒါညီကိုကျွန်တော်ပြောချင်တာကျွန်တော်ကိုစင်းနေမိမဲ့စာအဲ့လိုဖုန်းတွေဆက်ပြီးတော့စင်းနေမိမဲ့စာကျွန်တော်ဘာကျွန်တော်ပြောတာတော့ပြောတတ်တယ်ဒါပေမဲ့လို့ကျွန်တော်အင်္ဂလိပ်မတတ်ဘူးဗျာကျွန်တော်စာမတတ်တော့3တန်းပဲကျွန်တော်နေခဲ့ဘူးတော့ညီကိုတွေကိုစကွန်ရော်လေးရိုက်ပြီးအခုစကွန်ရော်လေးကျွန်တော်ဓာတ်ပုံတွေရိုက်ပြီးတော့လေစိတ်တိုင်းမှာဝယ်သိနေအပူးလေးတွေကျွန်တော်မပြောတဲ့လူညီကိုတွေနော်အဲ့ဒါကျွန်တော်စိတ်လေးပြချက်တွေကျွန်တော်တို့ချက်ပေါက်ကလေးတွေပါလေကုတ်ချောင်းဖြစ်တာတို့အသက်ရှူရတာလေလေချောင်းထဲမှာပိုးဝင်တာပေါ့သူကလေချောင်းထဲမှာပိုးဝင်တော့အချွဲရခေါနေပြီအသက်ရှူမဝဘူးမဝတဲ့ချက်တွေဆိုကျွန်တော်ဒီ my back front ဒါဆိုရင်ကျွန်တော် back mouth ကောဒါဆိုရင်ကျွန်တော် floor finish ကောစီခေါ်အဲ့ဒီ3မျိုးကပူသက်စီအဲ့ပူသက်စီကိုတမျိုးစိုင်းရအောင်ဝဲပြီးတော့ရေဖြောတိုက်ဒီတရက်ဖြောပြီးတော့နောက်3ရက်စတိုက်တိုက်သူကပူသက်စီတွေ့တယ်ဇက်တိုက်တိုက်ရင်စီးက side ပဲရှိတယ်ဒါစီးတိုက်လိုက်မတိုက်လိုက်ဆိုလဲစီးရင်ပါပြီးတော့စီးအာနိသင်မရှိဘူးနောက်ချက်တွေပုံကုနေရာတို့ချီစိမ့်ပါတာတို့ဆိုရင်ဒီ3မျိုးကိုရအောင်ဝဲပြီးတော့ညီကိုတွေဒီနဲ့ဖြောတိုက်ပြီပါနော်ညီနော်တော့နှုတ်သီးတွေပါကျွတ်သွားတယ်အောင်းနှုတ်တွေကျွတ်တယ်အပေါ်နှုတ်တွေကျွတ်တယ်ဆိုတာရိုးရလာတယ်နှုတ်မာစေးလို့ခေါ်တယ်အတက်တွေပါလဲကျွတ်သွားတယ်ရတယ်ဒါရောဘာကြောင့်လို့မသိဘူးဗျာကော်တကူတုတ်လိုက်သလိုပဲတန်းပြီးတော့6ကပ်ပြီးတော့လေတန်းပြီးတော့ရှည်လာတယ်တော်တော်ကောင်းပါလေနှုတ်မာစေးလို့ခေါ်တယ်ရိုးရလာတဲ့စေးကြက်စေးတိုင်းမှာဝယ်ရတာနော်အမြဲတမ်းသုံးတဲ့ကြက်အားစေးကီအားစေးကြက်အားစေးပေါ့နော်ဒါလေးကတော့ကျွန်တော်နီယိုဗီယာအနီကလူစေးတိုင်းမှာဝယ်လို့ရတယ်နီယိုဗီယာအနီကဆိုဝယ်လို့ရတယ် तू ကအစာမကြေချက်တွေပါတွေဆိုရင်တော့တော်တော်ကောင်းတယ်ဒီစေးလေးကိုနှမျိုးကိုတနေ့ကိုတစ်လုံးစီတိုက်ပြီနော်ညီနော်ချက်မျက်ပိုးကိုစပ်ပြောနော်ညီကိုတွေမျက်လုံးတွေပါမျက်ပိုးထားတာဥပမာကျွန်တော်တို့မိုးရင်းတွေမှာအများဖြစ်တယ်မျိုးရင်းတွေမှာမျက်လုံးတွေမျက်ပိုးထားတာမျက်တိကပိတ်နေရလို့ဆိုရင်ကျွန်တော်တို့ဒီ super quiet ဆိုတဲ့ဒီရိုးရလာတဲ့စေးလေးဒါလည်းတအားကောင်းတယ်နော်ဒါကမျက်ပိုးအတွက်တစ်စက်လောက်ခတ်ပြရတယ်အထွေးလိုက်သွားနေလုံးချပြီးတော့လက်လေးနဲ့တွန်းထုတ်လိုက်ဝင်မျက်ပိုးချက်အတွက်စူပါကွိုင်လေးဝယ်ပြီးပါသုံးပြီးပါနော်ကျွန်တော်တို့အာချက်ဖြစ်တာပေါ့နော်ဟာကိုကောင်းကျွန်တော်အာချက်ဖြစ်တယ်ဗျာချက်အာချက်ကြီးလိုက်နေအတွင်းထဲမှာလက်လိုက်လဲရောင်းနေတယ်အာချက်ဖြစ်တဲ့နေရာရောဘာကောင်းလို့ဒါလေးကောင်းတယ်ဗျရိုးရလာတဲ့ဒီအဖိုးကြီးစီကတော့ဘာနဲ့မှလဲလို့မရဘူးမြမစင်းကြီးကတော့ကျွန်တော်ပြားရည်လေးတုပ်ပြီးပါနောက်ပြီးတော့ကိုကောင်းကြီးကျွန်တော်ရေးအိတ်တွေတင်နေတယ်ရေးအိတ်တွေတင်နေဘာလို့မလို့ကိုကောင်းကြီးအတက်ဆွေးတွေဖြစ်နေတယ်ဘာမှမလုပ်နဲ့ဒါပဲလိမ့်မယ်တားကောင်းတာဗျဒီဆေးလေးကလေသိလားအဖိုးကြီးဆေးရိုးရကြက်ဆေးလိုက်ပါပဲဝဲရဒီဆေးကလေလက်ဆက်ခြေတော်တွေပါတွတ်ရှာလို့ပြဲသွားတာတို့ဒူးတွေပြဲသွားတာတို့ဘာလို့ဆိုရင်ကျွန်တော်တို့လူဆေးဆိုင်မှာဒါတွေဝဲရတယ်ဒါတွေကတော့ကျွန်တော်တိတော်မှတ်တယ်လေးမေးထားတာပါဘီတာ9လို့ခေါ်ပါတယ်ဘီတာ9နော်150လောက်ပဲရှိတယ်ဗျပွေးဖြစ်နေတယ်အခုကောကျွန်တော်ပွေးဖြစ်နေတယ်ဘာလို့အောင်မလို့ကိုကောတကူလုံးပွေးဖြစ်နေစစ်ပြဖြစ်နေအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကြက်မတိုက်လို့မရဘူးတိုက်လို့မရကျွန်တော်ပတ်နစနေ9သိန်းအားကိုတချမ်းတိုက်လိုက်လူစင်းတိုင်းမှာဝယ်လို့ရတယ်ပတ်နစနေ9သိန်းကိုကောနည်းနည်းလေးပဲရှိတယ်โอเคရိုးရလာလက်ကီကောင်းပါတယ်လိမ့်ကြည့်ပါနောက်ပြီးတော့ရိုးရလာတဲ့ everty ပွေးစေးပဲ everty ဆေးနဲ့လက်ကီလေးတမျိုးမျိုးကိုရအောင်ဝယ်ပြီးလိမ့်ကြည့်ပါနောက်ကြီးကတော့ဒီကိုတွေခြေကုံရောင်တာတွေပါဆိုရင်ကျွန်တော်တို့ဘောတက်ကလေးလိမ့်ပြီပါဘောတက်ကတော့ချက်တီအတွက်တော်တော်ကောင်းပါတယ်နောက်ပြီးတော့6ကြီးရောင်နေရတစ်ဖက်ရောင်နေရဆိုရင်ကျွန်တော်တို့3လုံးဈေးလေးရိုးရဝယ်လို့ရ3လုံးဈေးလေးဝယ်တိုက်ပေးပါခြေကုံရောင်တာတို့ဘာတို့ဆိုရင်နော်ညီကိုနော်အဲ့စီတော်တော်ကောင်းပါတယ်ဗျအဲ့ဒီဗျာချက်ဒီမှာဖြူလိုက်နေလိုက်ဖြစ်နေရဗျာကျွန်တော်ဝင်းနွေးအားတော်တော်မကောင်းတာကျွန်တော်ဘာလို့ရမလို့
ပိုးဝါတွေကျွေးလို့ရတယ်ပြီးတော့နောက်ပြီးတော့ကျွန်တော်တို့ငရှင်းတိုက်လို့ရတယ်ပြီးတော့လူစည်းတိုင်းမှာဝယ်လို့ရတယ်စည်းတိုင်းသွားပြီးကိုမိုင်းကျွန်တော်နှစ်ဖက်ချုံစည်းပြီးပါဆိုသူတို့သိတယ်တန်းပေးလိမ့်မယ်နောက်ပြီးတော့ရိုးရဆေးကျွန်တော်သုံးနေတဲ့ကိုကောင်းနေဆိုတော့ဒီဆေးလေးတော်တော်ကောင်းပါတယ်မနက်တစ်ပြုံညတစ်ပြုံတောက်ပြီးတိုက်ပြီနော်ဒီကြားထဲမှာကျွန်တော်ပြောတဲ့ခုနကအစာအာဟာရကိုလည်းဆေးလေးအစာစားတဲ့ဆေးတိုက်ပြီပါတော်တော်ကောင်းပါတယ်ဒါကတော့အသားတွေဖြူတိုင်းလည်းဖြစ်တဲ့ချက်တွေအတွက်ပါဗျရောင်းနေဗျာမျက်နှာကြီးရောင်းနေနောက်ပြီးနှာခေါင်းလည်းအရေထွက်နေဘာမှမလုပ်ဘူးဒီ extra sugar လေးထိုးပြီးဒီစိတ်အားကောင်းတယ်နော်မျက်နှာရောင်ရတဲ့ချက်တွေအတွက်ကူးစီလေးဘာကောင်းလို့ဗျသူများရဲ့၄-၅သိန်းတွေသုံးနေကြတယ်ကျွန်တော်တို့မသုံးနိုင်ဘူးဒါပေမဲ့လို့ချက်ကလေးလည်းတော်တယ်စေရိုးရိုးဆေးလေးပဲပြောATR နဲ့ supervisor ထိုးပြီးနော်နေကူစီချက်နေကူရဲ့ရက်ဆက်တွေပါဆို ATR နဲ့ supervisor တွေထိုးပြီးပါတော်တော်ကောင်းပါတယ်ဗျခုချက်တွေဗျအချွဲတွေခေါ်ထားတယ်ချက်ခွလက်ပုတ်ပြီးတော့အချွဲကြံတာမပြောင်းဘူးကိုကောင်းဘာလို့မလဲတန်းပြောက်ရှုခါ UCA နဲ့ UCA ဒီဆေးလေးတော်တော်ကောင်းပါတယ်နော်နှလုံးတွေပါခိုင်းမိတာတို့မှန်ထောင်တာတို့ဆိုဒီဆေးလေးကောင်းပါတယ်မှန်ထောင်တာတို့ကျဲသွားတာတို့နည်းနည်းလေးမှန်ထောင်သွားတာပဲအလွယ်နည်းဘာဆေးကောင်းကျွန်တော်ခုပေးတွေပါစက်တိုက်ပြန်လို့ခုပေးတွေပါတင်းနေခုတက်ကခုပေးတင်းဒီလိုလောက်တတ်တယ်ဗျချက်ပေးခုပေးတင်းတာလူတွေမှာတားသုံးလို့ရလူစိတ်တိုင်းမှာနော်ဒါလေးကတော့ကျွန်တော်တို့ဒီတော့တထွာစကလင်းမျက်စင်းအောင်လို့ခေါ်တယ်တထွာစကလင်းမျက်စင်းအောင်ဆိုရင်သူတို့ရပါတယ်ပြောဝင်လိုက်နော်ဝေးပြူးရဲ့နှလုံးလုံးကောင်းတယ်ဒါပေမဲ့ကိုကောင်းရင်ကျွန်တော်ခုလက်ပုံများအကျော်တွေကလို့စောင်းပါနေဘာလို့အောင်လို့ဟာဒီမေဆိုတဲ့မြမတိုင်းရင်စင်းမှာဝဲပြီးတော့လေခေါင်းလေးကိုပုတ်ပြီးအကျော်လေးတွေဆွတ်ပြီးတနေ့ကို2ကြိမ်လောက်လုပ်ပြီးနောက်ပြီးတော့ချက်ကို3မိနစ်နေ့ကို3ရက်တခြားလေးပုတ်ပြီး3မိနစ်လောက်3ရက်ခြားလေးဒါဆိုချက်ကအလိုလိုသူ့ရဲ့အကျော်လေးပြန်တဲ့သွားတယ်ဗျအရာရာခွဲတာစိတ်တာတို့ဟိုဘာတို့ဆိုတော့သူတို့ကနေသူတို့ဟိုချက်ပူလေးထိုးပေးတာတို့ဘာတို့အဲ့ဒါရှိရပါချက်ခုတ်ပိုင်းနေရတော့ချက်ကန်နီးတွေချက်ကူနီးတွေဒါတော့ကျွန်တော်ရဲ့ဟို TikTok ထဲမှာအကုန်ကြည့်လို့ရပါတယ်စင်းနီးတွေじゃကျွန်တော်တိတ်မမေးခိုင်းတာဆိုတာကျွန်တော်ဒါကြက်ထားတာကြက်ပြီးမှပြောလိုက်တာနော်ညီကိုနော်တော်တော်ကြက်ယူပါတယ်ကျွန်တော်ညောင်းရတာကြက်လိုက်တာကျွန်တော်8နာရီကြက်လိုက်တာည7နာရီကျော်မှကျွန်တော်ရတယ်ပြီးတော့ကျွန်တော်ဒီပေါင်းမနေ့ကြီးကကျွန်တော်ပြန်နှွေးရတယ်နှွေးပြီးမှကျွန်တော်အခုဒါလေးကိုပြောတယ်တခါတည်းမေ့နေကျွန်တော်စောက်ကလေးကိုကြည့်ပြီးတော့ပြန်ပြောတယ်ဘာလို့ညီကိုတွေဟိုဇလန်တစ်ပုတ်ကိုကြည့်ရတယ်ကွာစက်တက်ကငါဖြစ်မှကြောက်လို့ကျွန်တော်အလွတ်ကြည့်ရတယ်စောက်ကြည့်ပြောတော့ရတာပေါ့ဒါပဲလို့နည်းနည်းလေးကျွန်တော်အတွက်လည်းရှက်ဆန်ဖြစ်တယ်နော်အဲ့လိုညီကိုတွေကျွန်တော်စင်းနီးမေးတဲ့ညီကိုတွေအတက်နိုင်ဆုံးဒါလေးကြည့်ပြီး sequential လေးရိုက်ပြီးတော့ကိုကနေကိုပြီးတော့ဝဲပါတခါလေးဝဲရမယ့်ဆိုင်ဘယ်ဆိုင်လို့ပြောလိမ့်မယ်ကျွန်တော်တိတ်ပြီးတော့စေးမဝဲပါဘူးကျွန်တော်ဈေးလည်းမရောင်းပါဘူးကျွန်တော်စီကိုဆိုင်လိပ်စာတွေတချို့ကမေးကြတယ်ပေါ့နော်ကိုကကျွန်တော်ဘယ်မှာဝယ်လို့ရလဲစင်းနီးလေးဆုံးမှာလမ်းလေးမြို့မှာဝယ်ညီကိုတွေရှိတယ်အဲ့ကျွန်တော်တကယ်မသိပါဘူးကျွန်တော်တခါတည်းကျွန်တော်ဖုန်းနံပါတ်တော့ကျွန်တော်တခါတည်းအဲ့ကိုဖုန်းနံပါတ်ကိုအလွတ်ရတယ်မှတ်ပုံနေလဲကျွန်တော်အလွတ်ရတယ်ကျန်တဲ့ရကျွန်တော်သိဘယ်လိုပြောမလို့မရဘူးအဲ့လိုညီကိုတွေကိုကျွန်တော်ဒါတောင်းဆိုတာပါညစ်တာရက်ခံတာပါညီကိုတွေကျွန်တော်အစင်းကြီးတွေကိုကျွန်တော်တပြားတစ်ချက်မှလည်းမရပါဘူးညီကိုတွေကိုကျွန်တော်စင်နာနဲ့ကျွန်တော်ဝင်းပြပေးရအောင်အဲ့ဒါလေးကျွန်တော်ကြည့်စေချင်ပါတယ်ကျွန်တော်ကိုစင်းကြီးအလွယ်စင်းကြီးမင်းနေတဲ့ညီကိုတွေတခါတည်းကြည့်လိုက်တော့ကျွန်တော်ဆိုရင်ဟိုတပည့်တခါခံလိုက်တယ်ကျွန်တော်တလုံးကျွန်တော်ဆရာလောက်တာသူများစီအဲ့ဒီတကယ်ပြောတာပါလက်တွေ့တွေနော်တပည့်တခါခံပြီးတလုံးဆရာလောက်လို့ရပါတယ်အောင်မကျူပါနဲ့ကျွန်တော်ဆိုကျွန်တော်တို့သင်ဆရာမြင်ဆရာအဲ့လိုမရှိပါဘူးကျွန်တော်မှမြင်ဆရာပဲရှိရဲ့ဗျမြင်လိုက်တယ်မြင်လိုက်တတ်မှတ်ထားတာတတ်မှတ်ပြီးတန်းပြီးလုံတွေးရကိုယ်တိုင် practice ကိုယ်တိုင်လုပ်ရတာပါကျွန်တော်တို့လက်ပုလက်ကြသင်ပေးရဆရာဆိုတာမရှိပါဘူးအဲ့လိုတော့ဟိုကျွန်တော်ကစကားပြောလဲမကောင်းဘူးဗျအပေါင်းသင်းနေလဲအဲ့လိုမဆန်ဘူးအဲ့မလို့ကျွန်တော်မှဟိုမြင်ဆရာပဲရှိတယ်လက်တွေ့ practice သင်ရတဲ့ဘဝတွေမရှိခဲ့ဘူးဒီလိုကျွန်တော်တို့ခင်ဗျပြောပြမယ်သူမရှိဘူးဒါညီကိုကန်ကောင်းတဲ့ခေတ်တွေရောက်နေရတယ်ကျွန်တော်ကတကယ်